မှားတာပဲနေမှာဟုတ်ပြီလားနော်အဲ့လောက်ဆိုလုံလောက်ပြီကွာဒိုးတော့မင်းနဲ့ငါတွေကတကယ်ချင်းကြီးတွေပါကွာမင်းနဲ့ငါတွေကထိုင်းနိုင်ငံတက်တာတော့တူပဲရွာမှာဆိုလဲပခုတ်ဖက်ပေါင်းခဲ့တဲ့ကောင်တွေမင်းကမင်းမရှိလို့စက်ရုံကိုရောက်သွားရုံကလွယ်ပြီငါတို့ကလူကံမရှိလို့ပွဲစားကားတွေပြီးကော်ဆန်းကိုရောက်လာရုံကလွယ်ပြီတငယ်ချင်းကဏ္ဍတွေမကွဲပြားသွားပါဘူးကွာမင်းကဘယ်လိုဖြစ်တာလဲလုံငန်းလောက်ရလို့ဆိုပြီးငါတို့အောက်ခြေလူတန်းစားကော်ဆန်းကဘဝတွေမင်းကမလှည့်ကြည့်ချင်တော့တာမပေါင်းနေချင်တော့လားကွာဟုတ်ပြီကွာချင်းချင်းလို့သာချင်းတော့နော်ရောရတော့မင်းဒီနာကဒိုးတော့မင်းတို့တော့ဒိုးတော့ဒါရောအောက်ကတော့ကြီးဆိုတဲ့စာကိုမင်းတို့ငါတို့ဖြည့်ရတယ်ပဲမင်းနဲ့ငါရဲ့တန်းနဲ့တက်ခဲ့တဲ့ကောင်အဲ့ဒီစာအုပ်တွေကစာတွေလည်းမင်းဖတ်ခဲ့ပြီးမှာပဲအဲ့ဒီလိုဘဝပြတ်ပြီးတော့မှတငယ်ချင်းဆိုပြီးအပေါင်းအသင်းချင်းတို့တန်ရောစင်နေနဲ့ငါစီကိုပြန်မလာနဲ့နော်ဒီခေါက်ဆောက်ကျူနေမှာမင်းတို့ငါဝဲကန်းဆိုတဲ့စိုင်းဘုတ်ကိုကင်ပြီးဆောက်ကျူနေမှာတော့မဟုတ်ဘူးငါတို့လက်ချမ်းနေနဲ့လုံနေတဲ့ဒီကိုဆန်းကလက်သီးနဲ့မျက်မျက်နှာကိုပေါင်းတင်ပြီးသားဖြစ်သွားလိမ့်မယ်နော်ဒီကကြိုင်ရွတ်တဲ့ကောင်ပဲကွာတို့ဒီချိန်မှာဒါရွတ်အခုပဲဒီလိုဒါရင်မရွတ်တော့ဘူးပြီးတော့ဘိုးလေးမြင့်နေတော့လေပေါင်းလေးအဖိုးလေးဖြစ်နေတယ်သူ့လို့ဘွားကမေးကြလိုက်တကယ်ကြီးကိုသင်လေးကမေးကြလိုက်တောင်းမယ်နေကွာဆိုတော့ဟုတ်ပြီလားဒီလိုပြင်လို့ထင်နော်ဒီမဆိုင်ဘူးကွာဟိုးရပါတော့ကွာရပါငါတဘောပေါက်တော့ပါဒီပါဒိုးတော့ကွာဒိုးတော့လဲစိတ်လည်းမရှိတော့ဘူးနော်တော်တော်ကြီးကိုညစ်နေပြီဒီလားသွားတော့ကွာသွားပါတော့သွားပါတော့ဘာမလဲချင်းလဲကွာဘာဆိုပြောလဲဘာမှမသိကိုရှိမှကိုစားအသက်ရှင်နေပြီးတော့လာပြီးတကယ်ချင်းလို့ဘာလို့လာတော့ဒီနိုင်ငံမှာဆိုဘာတကယ်ချင်းလို့ဒါမိသားစုကမြကိုရှိမှကိုစားတာအာယုံတွေလာနောက်တယ်ကွာဘာမှမသိဘူးချီပဲဒီတွေမှန်းသိလို့လာပြီးလာရောတာအာယုံပဲကွာလူတွေအဲ့ဒါပဲစက်ရှိရင်အဲ့လိုပဲအသက်ရှင်နေအဲ့လိုပဲလာကတ်ကြတာအေးတော့ကွာအဲ့ဒါတော့တော်ရောပေါ့တယ်အားလုံးတကယ်တမ်းတော့ရောက်တယ်ဒီလိုပဲဒီမိသားစုကျောက်ဦးစလုံးတော့အတော်ကားလို့မရဘူးပြီးတော့